အားလုံးမင်္ဂလာပါဗျာနော်ဒါဆရာကတိရဲ့ site ကျွန်တော်ဆရာပါပဲဒါလိုင်းမော်ဆရာတွေတကယ်တော့ကျွန်တော်တင်ပေးတာမဟုတ်လိုင်းမော်ကနေမှကျွန်တော်တို့တင်ပေးတဲ့ဆရာတွေပေါ့ဗျာကျွန်တော်ကလိုက်လေ့လာတဲ့လူတွေဆိုတော့နော်ဒါဒီကဏ္ဍမျိုးတွေကကျဲထွက်နိုင်တဲ့ကဏ္ဍမျိုးတွေအဲ့နာမိတ်ဆွေတို့အကိုက်ဟွာပေါ့အကြိုက်တူလို့ရှိရင်လိုက်ထိုးလို့ရတယ်ဗျနော်ဒါတဲ့22ကွက်ဒါသူထုတ်ပေးထားတဲ့သူ့ရဲ့မူလိုင်းပေါ့ဗျာဒါကျွန်တော်တို့ credit ပေးပါတယ်ဟုတ်တယ်မဟုတ်လားဒီမှာပြတ်သွားတာတော့မှကျွန်တော်ရေးပေးထားသေးတယ်ဒါကိုကြိုက်တဲ့အချိန်နဲ့ကိုကြိုက်တဲ့ကဏ္ဍလေးတွေ့လာခဲ့ရင်စောင့်ဆော်လို့ရအောင်လို့အဲအကြောင်းလို့မိတ်ဆွေတို့တင်ပြပေးတာသိလားမနေ့တုန်းကဒဲကဏ္ဍတစ်ကွက်ထွက်သွားတယ်338လား338လားဘောင်းကျွန်တော်မေ့နေလို့ဩ388အဲ့ဒါသူ့ကဏ္ဍနဲ့မနစ်ကအစိုက်ပါတယ်ဗျဒါတဲ့22ကွက်ဒါသူ့မူကိုကျွန်တော်ကမဖြတ်သေးဘူးဒီမှာမသိလို့ပြပြီဒီမှာနော်အဲ့ဗရိတ်3ခုပေါင်းတာကျန်တာဘာမှဟုတ်ဘူးရဲ့အဲ့ဗရိတ်3ခုဇောင်းထိုးပေါင်းလိုက်တာပထမဦးဆုံးစပေါင်းတဲ့ဗရိတ်ကခဏတစ်လုံးဒုတိယဗရိတ်ကခဏတစ်လုံးတတိယဗရိတ်ကခဏတစ်လုံးသူအတိုင်းမျိုးလောက်တာဒါသူ့မူပေါ့ဗျာကျွန်တော်တို့ကလည်းအရင်တော့ဆရာကလေးတို့ site တွေရတော့ပါပါတယ်ကျွန်တော်တို့လည်းဝတိပါခဲ့တော့လေဘယ်ဆရာအားကိုးကနုံဘယ်ဆရာအားကိုးကနုံဘယ်ဆရာယုံကြည်ရနုံပေါ့ဗျာကျွန်တော်တို့လည်းလိုက်ခဲ့တာပဲနောက်မှအခုနောက်ပိုင်းကျမှကျွန်တော်တို့ကတိတက်လာလို့ဟိုနားလဲလာတဲ့ခါကျတော့အဲ့လိုမျိုးတစ်မျိုးဖြစ်တာပေါ့ဗျာပြီးကြရင်တစ်ချက်တင်ပေးမယ်မနေ့ကသူအောင်ခဲ့တဲ့ကဏ္ဍလေးပေါ့နော်ဒါကျွန်တော်တို့ဆိုတာဒီတီရွက်ဆိုရင်ထောင်ပေးရတယ်ဗျဒါကျွန်တော်တို့ရိုက်ထားတဲ့ခဏနေနော်ဒါပေမဲ့ရှေ့ကျင်တစ်ဖြက်ကပါသေးတယ်ကျွန်တော်ကအဲ့ဟာမဆွဲထားသေးဘူးဒီမှာဒီကောင်ကနှစ်ပြားလိုင်းနဲ့ပြေးတာပါသေးတယ်ကျွန်တော်ဆရာတင်ပေးထားတာဒါတွေကသိလားတင်ပေးထားလို့ဟိုအောင်တာမအောင်တာတော့မသိဘူးပေါ့ဗျာမိတ်ဆွေတို့ကလည်းနော်ဒါ20ကြားလိုင်းခုနကတော့ဒီမှာတကဆင်းရိုက်တဲ့ကဏ္ဍလေးဟုတ်တယ်မဟုတ်လားပုံစံတူတူနဲ့မပြီးခဲ့ဘူးဗျအဲ့လိုမျိုးအဲ့ဒါမိတ်ဆွေတို့ပြောပြတာကျွန်တော်တို့ရိုက်တာပေါ့ဒီမှာကက်ရည်တွန်းနေလိုက်ရိုက်တာပဲဒီမှာဒါမိတ်ဆွေတို့သိအောင်ပြောပြဒီမှာဒီချင်းမိတ်ဆွေတို့တခါလေးပြောပြမလို့ဒီပွဲမှာနော်ဘယ်မှာဒါဒီချင်းဘယ်ချင်းတော့မသိဘူးဒီမှာငါးနောက်ပိတ်နော်ဒါကျွန်တော်တို့ဟိုဟာ16ချင်းရတဲ့ကဏ္ဍငါးနောက်ပိတ်နော်နောက်တစ်နှစ်ဆိုတော့2026ကိုငါးနောက်ပိတ်ဒီလိုင်းက